ဘာပေါ်မှာတန်ဖိုးကြီးဆုံးလှပဆုံးစိန်လုံးကြီးတစ်ခုရှိတယ်။သူ့ရဲ့ရောင်ကပင်လေပြားရ။ကြီးလိုက်ရင်မျက်စိကျင်းတော့လှပတယ်။ဒါပေမဲ့သူ့ရဲ့လှတရားရဲ့နောက်ကကြောက်စရာကောင်းတဲ့ဓမ္မညာတစ်ခုရှိနေတယ်။အဲ့ဒါကတော့ဒီစိန်လုံးကိုပိုင်ဆိုင်ခဲ့မှုတဲ့သူတိုင်းတာမန်တိုင်းတည်ဆုံးဝင်မရခဲ့ကြတာ။သူ့ရဲ့နာမည်ကတော့ဟုတ်တိုင်းမှု။ညှော်လင်းချက်စိန်လုံးလို့အဓိပ္ပာယ်ရပြီ။ရေတန်းပိတ်ဆိုင်ခဲ့တာဒီချင်းတရားပါပဲ။ဒီဇလန်ကလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်အိန္ဒိယနိုင်ငံကစတင်ခဲ့တယ်။ရာဇဝင်တွေကဒီစိန်လုံးဟာစီတာမဲတော့ရုပ်ထုကြီးရဲ့မျက်လုံးတစ်ခါဖြစ်တယ်လို့ဆိုကြပါတယ်။အင်းသေးကုံတဲ့တယောက်ကရုပ်ထုရဲ့မျက်လုံးကိုဖောက်ထုတ်ပြီးပို့ယူခဲ့ရတဲ့တရားဆောင်ဆောင်နေတဲ့အချိန်မှာစတင်လိုက်ပါတယ်။ဒီစိန်လုံးကိုပိုင်ဆိုင်တဲ့သူထိတွေ့တဲ့သူတိုင်းကန်ဆိုးမှုမော်ကြဆိုးရွားတာတည်ဆုံးပါပြီပေါ့။ဒီချိန်ကတကယ်ပဲဆွမ်းပြခဲ့ပါတယ်။စိန်လုံးကိုခိုးရတဲ့ကုံတဲ့ဟာရုရှားနိုင်ငံရောက်ပါတော့ခွေးကိုကိုက်တတ်တာကိုခံလိုက်ရတယ်လို့ဆိုကြတယ်။ဒါပေမဲ့ဒါကအစပဲရှိပါတယ်ဒီချိန်လုံးပြင်သစ်နိုင်ငံကိုရောက်သွားတဲ့အချိန်မှာပြင်သစ်ပြည်ရဲ့လက်ထဲကိုရောက်သွားတယ်ရလက်ကဘာဖြစ်သွားလဲသိတာဒီချိန်လုံးကိုဝစ်ဆင်ခဲ့တဲ့ပြည်မကြီးမယ်ရီအန်ဒရာနက်နဲ့ဘီယန်လူဟူတို့ဟာပြင်သစ်တော်လှန်ရေးမှာခေါင်းဖြတ်ဆက်နဲ့ခေါင်းဖြတ်ပြီးတက်ခံလိုက်ရတယ်ချိန်လုံးကြီးကတော့သွေးဆက်တွေကြားထဲမှာတောက်ပနေသေးပါဖြစ်တယ်များကြီးကြပြီးတဲ့နောက်1912ခုနှစ်ဒီချိန်လုံးကြီးမေဒီဂန်ကိုရောက်လာဝင်လိုက်တဲ့တထိမာကြီးကတော့ Evelyn West Maslin မှာသူကချိန်ညာတွေမယုံပါဘူးဒီချိန်လုံးကိုပါတီဝဲအတိုင်းမှာလေဘဲမှာဆွဲပြီးကိုယ်ဝင်ကြွားစာဝစ်ဆင်ခဲ့ဒါပေမဲ့ချိန်ညာကသူ့ကိုလုံးမပေးခဲ့ပါဘူးပထမဆုံးသူ့ရဲ့ချစ်လာသာသောတားဖြစ်သူဟာအားတိုက်ခံရပြီးပွဲချင်းပြီးတည်ဆုံးသွားတယ်နောက်ထပ်သမီးဖြစ်သူကစီးလုံးပြီးတည်ဆုံးသွားပြန်သူ့ရဲ့ခင်မုန်းကတော့ရဲသမားဖြစ်ပြီးနောက်ဆုံးမှစိတ်ဖောက်ပြန်ကယူထောင်နဲ့မှာတက်ကုန်ခဲ့ရဒိမကြီးကတော့နောက်ဆုံးချိန်ဒီစိန်လုံးကြီးကိုကြီးပြီးနောက်ထားတယ်နဲ့ကြခဲ့ရရှာတယ်နောက်ဆုံးဒီစိန်လုံးကြီးကိုဘယ်သူမှမထားရတော့လို့ဆိုမီဆိုနီရဲ့ပြလိုက်ကိုတူလိုက်တာခုစနာဒီစိန်လုံးကိုပြလိုက်ချီကိုပို့ပေးခဲ့တဲ့စားရိုက်သမားခမရတိတ်မကြခင်မှာပဲကားတိုက်ခင်ရပြီးခြေထောက်ပြတ်ခဲ့ရတယ်ချိန်သာကတည်ပေးတဲ့သူကခွင့်မလုပ်ခဲ့ပါဘူးခုချိန်မှာဟုတ်တိုင်းမကြီးဟာအမေရိကန်ပြလိုက်တစ်ခုရဲ့မှတ်တက်တာထူချီထဲမှာနေတက်နေပါနေ့စဉ်လူပေါင်းများစွာကသူ့ရဲ့လှကိုတွားချကြတယ်သူကတော့မှတ်တက်တာတွေကဒီစစ်ဆက်လင်းရောင်နေနဲ့ပြန်ကြည့်နေသူပါသူဆောင်တွေကသူ့ကိုထုတ်ယူမယ်နောက်ထပ်သားကောင်တယောက်ကိုများလာမိတ်ဆွေတို့ကကမ္ဘာ့လှဆုံးပဲတက်နေခြင်းရမယ်ဒီချိန်လုံးကြီးကိုလက်ကားပင်ယူပါလားဗျ